လိုလိုမဲမဲဆိုပြီးတော့တပိတ်တောင်တွတ်လိုက်ကြပြီကွခိုးပုံးစိတ်တယ်9နှစ်ကျော်လောက်တောင်ရှိလောက်ပြီ တင်ပါဗျာတပည့်တော်လည်းမြို့တဲ့ဖက်နဲ့ဝင်ရင်မှော်ရဲသွားမဲ့လူတွေနဲ့တွေ့ရတယ်လေအဖားကမရဘူးလားခါရက်လိုက်သွားရတာ အစင်ရောပြေးခဲ့ရလား အော်ပြေတယ်အရှင်ဘုရားရဲ့အစင်ပြေတာအရန်ကိုပြေနေတာရွာမှာလို့တော့ထိုင်စားလို့တော့မရဘူးပေါ့ရှင်ဘုရားရဲ့အလုပ်လေးပါလေးတော့လုပ်ရတာပေါ့လောဘကပြန်လွတ်ချင်တာမဟုတ်ဘူးနော်တအားကိုသဘောကျနေတာ ဆိုလို့မိုက်လို့ရောဝါပြီလား စိုးကျင်လို့စိုးနေတာတော့ဘယ်ဟုတ်မလဲရှင်ဘုရားရဲ့မှော်ထဲမှာမထောင်သားတယ်ဆိုမရဘူးတက်တိပညာမနေတာဆိုနည်းနည်းပေါ်တော့လှုပ်ပြရတာဗောရှင်ဘုရားရဲ့ ဆရာတော်ဗျာတပည့်တော်အလှရဲ့အစီအစဉ်တွေရှေ့နောက်ဖြစ်ရင်လည်းဖြစ်ပါသေးဗျာတပည့်တော်သားလေးကိုစမ်းအမြန်ချပြီးအမြန်ဆုံးသင်္ကန်းစီးပြီးတော်မူပါဗျာ ဟုတ်ပါတယ်ဖေဟာအဲ့ဒါမှတပည့်တော်မတို့စိတ်အေးရမှာပါဖေဟာ ဘာတော့ဟာကိုဘိုးစီဟာကျုပ်ပွဲပြမှာစိုးနေရလားမလောက်ပါဘူးခင်ဗျားနဲ့ကျုပ်နဲ့ရံပြဘူးတာမှန်ပဲကျုပ်လည်းမရိုင်းဘူးဗျမလားနှလုံးသားကိုစမ်းကြည့်တာကျုပ်နှလုံးသားတောင်းနူးညံ့နေပြီ